ရုပ်ောက်ပွဲပြန်လုပ်မယ်ဆိုတဲ့အချိန်မှာတချို့သောဒါဆန့်ကျင်မဲ့အင်အားစုတွေကရုပ်ောက်ပွဲနဲ့ပတ်သက်လို့မျိုးစုံသောသဘောထားမှတ်ချက်တွေရှိနေကြပါတယ်တချို့သောသူတို့ရဲ့လှုံ့ဆော်မှုတွေကြောင့်လည်းတချို့ပြည်သူတွေကြားထဲမှာမဲထည့်မယ်မဲမထည့်ဘူးဆိုတဲ့ဒုရဖြစ်မှုတွေအများကြီးပေါ့လေအဲ့ဒါနဲ့ပတ်သက်လို့ကောဆရာရဲ့သဘောထားအမြင်ဘယ်လိုရှိပါလဲခင်ဗျအားလုံးပဲမင်္ဂလာပါရွေးကောက်ပွဲဝင်သူတွေရဲ့အတန်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့ Smart Media ကနေတောင်းယူတင်ဆက်တာဖြစ်ပြီးတော့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ရင်တွင်းခန်းစားချက်တွေကိုစီစဉ်တင်ဆက်ဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်ဖို့အတွက်တော့ဆရာဦးခင်ဝေကိုဖိတ်ခေါ်ထားပါတယ်ဆရာမင်္ဂလာပါခင်ဗျမင်္ဂလာပါခင်ဗျအဲ့တော့ဆရာအခုဒီလာမယ့်အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်နဲ့ဘယ်လွှတ်တော်အတွက်ရှင်ပြိုင်မယ်ဆိုတာလေးပြောပြပေးပါအောင်ခင်ဗျကျွန်တော်ကမဲဆန္ဒနယ်ကတော့သင်္ကန်းညွန့်မြို့နယ်မဲဆန္ဒနယ်ပါလွှတ်တော်ကတော့ပြည်သူ့လွှတ်တော်မှာဝင်ပြိုင်မှာဖြစ်ပါတယ်တတိပုဂ္ဂလပါဟုတ်ကဲ့အဲ့တော့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတယောက်အနေနဲ့လည်းဘယ်လိုပဲပြောဒီလိုပေါ့နည်းနည်းအားလုံးကနိုင်ငံရေးနဲ့ပတ်သက်လို့ခက်ခဲနေတယ်လို့ထင်တဲ့အချိန်မှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေလည်းပါလာတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ရွေးကောက်ပွဲအတွက်တော်တော်လေးအားတက်စရာလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲပြောဒီကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာမဲဆန္ဒရှင်ပြည်သူလူထုအတွက်ဆရာအနေနဲ့ပေးခြင်းနဲ့ပေါ့ဘယ်လိုသတင်းစကားမျိုးလဲရှိမလဲပေါ့လေအဲ့ဒါလေးလည်းကျွန်တော်တို့သိခွင့်ရှိပြရရင်သိပြရစီဆရာဟုတ်ကဲ့ပါကျွန်တော်ကရွေးကောက်ပွဲမှာတတိပုဂ္ဂလဝင်ပြိုင်နေဆိုတော့ကကျွန်တော်တို့ရဲ့ပြည်သူတွေကိုဖွံ့ဖြိုးတိုးတက်စေခြင်းတယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်ကပြည်သူတွေရဲ့အခက်အခဲတွေကိုလွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ဖြေရှင်းပေးခြင်းတယ်နောက်တစ်ချက်ကတော့ပြည်သူတွေမှာသူတို့ရဲ့စားဝတ်နေရေးအပြင်အခြားသောလူမှုကိစ္စအခက်အခဲတွေအများကြီးရှိနေတာကိုလွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ဝင်ရောက်ပြီးတော့ဖြည့်ရှင်းပေးတာကူညီပေးတာအဲ့ဒါတွေကိုကျွန်တော်ကလုပ်ချင်ပါတယ်အဲ့လိုလုပ်ချင်တဲ့အတွက်ကျွန်တော်ရွေးကောက်ပွဲကိုအခုပြည်သူ့လွှတ်တော်ကနေဝင်ပြိုင်တာပါလွှတ်တော်ရောက်ပြီးသွားရင်လည်းကျွန်တော်တို့ကဒါလွှတ်တော်ကိုယ်စားလှယ်ရုံးတွေဖွင့်ပြီးတော့ပြည်သူလူထုရဲ့အခက်အခဲတွေကိုကျွန်တော်တို့ကရုံးမှာထိုင်ပြီးအကုန်ဖြည့်ရှင်းပေးနိုင်တဲ့အဆင့်ကိုကျွန်တော်တို့လုပ်သွားကြပါတယ်နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်လည်းကျွန်တော်တို့လိုအပ်တဲ့နိုင်ငံငြိမ်းချမ်းမှဖွံ့ဖြိုးတိုးတက်မှာလေငြိမ်းချမ်းရေးကိစ္စအစဖွံ့ဖြိုးတိုးတက်ရေးကိစ္စအစနော်တိုင်းပြည်ကအစိုးရအဖွဲ့တွေကတောင်းပေးရင်တောင်းပေးတဲ့အတိုင်းဆောင်ရွက်သွားမယ်လို့ကျွန်တော်ရည်စူးထားပါတယ်ဟုတ်ကဲ့အငယ်သတင်းစကားအတွက်လည်းမဲဆန္ဒရှင်ပြည်သူလူထုကိုစားကျေးဇူးတင်ပါတယ်အဲ့တော့ခုနကျွန်တော်ထပ်မေးချင်တဲ့မေးခွန်းတစ်ခုကတော့ရွေးကောက်တင်မြှောက်ခံရပြီးလို့လွှတ်တော်ထဲဝင်ရောက်တဲ့အခါမှာလွှတ်တော်ရဲ့သဘောတဘာဝကဥပဒေပြုရေးလုပ်ငန်းတာဝန်ကိုအဓိကဖော်ဆောင်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဥပဒေမျိုးတွေကျွန်တော်တို့ဥဆောင်ကော်မတီတွေဒါတွေကိုဖွဲ့စည်းပြီးတော့ပါဝင်ဆောင်ရွက်ဖို့ကောစဉ်းစားထားရရှိပါလဲခင်ဗျဆရာအဲ့ဒါလေးဟုတ်လွှတ်တော်ထဲတကယ်လို့နိုင်သွားလို့လွှတ်တော်ထဲရောက်သွားရင်ကျွန်တော်တို့ကဥဆောင်ကော်မတီတွေဖွဲ့စည်းပါတယ်ဖွဲ့စည်းတဲ့အခါကျရင်ကျွန်တော်တို့တောင်းပေးရတဲ့ဥဆောင်ကော်မတီရဲ့ခေါင်းစဉ်အောက်မှာပေါ့ပေးရတဲ့တောင်းတွေကိုကျွန်တော်တို့ကလုပ်သွားမှာပါအဲ့တော့ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်အာဏာတို့ရှိကြတာပဲလေအဲ့ဒီအာဏာတွေနဲ့နှီးနွယ်နေတဲ့လုပ်ငန်းတွေရှိပါတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့ပေးအပ်တဲ့တောင်းတွေကိုပေးအပ်တောင်းရဲ့ခေါင်းစဉ်အောက်မှာတောင်းကြည့်ပြအောင်လုပ်သွားမယ်လို့ရည်စူးထားပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုနောက်တစ်ချက်ပေါ့ခုနဆရာပြောတဲ့စကားထဲမှာကျွန်တော်တခုဘာသွားသတိထားမိလဲဆိုတော့ငြိမ်းချမ်းမှတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတော့အခုလောလောဆယ်မှာလည်းကျွန်တော်တို့ဒီနိုင်ငံရဲ့အနေထားရပေါ့ဒီလက်နက်ကင်ပြိပက္ခကနေရာတော်တော်များများဖြစ်ပွားနေစေပေါ့လေဒါတော့မှဒါကျွန်တော်တို့တော်တော်လေးအခြေအနေကောင်းတဲ့အပိုင်းကိုပြန်ရောက်လာတာပေါ့လေအဲ့တော့ဒီဆရာအနေနဲ့လွှတ်တော်ထဲရောက်သွားပြီဆိုရင်ခုနငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဘယ်လိုအမြင်သဘောထားရှိလဲဘယ်လိုပုံစံမျိုးသွားရင်အဆင်ပြေမယ်လို့မျှော်မှန်းထားပါလဲခင်ဗျငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကတော့နိုင်ငံတော်အစိုးရကတော့အစိုးရအဆက်ဆက်မှာလည်း NCA လက်မှတ်ထိုးထားခဲ့တာတွေရှိတာเนาะအဲ့ NCA လက်မှတ်ထိုးထားခဲ့တာတွေကိုတကယ်တမ်းလက်နက်ကိုင်ဖွဲ့စည်းတွေကတေချာစွာတိတိကျကျလိုက်နာပြီးတော့နိုင်ငံတော်နဲ့ညှိနှိုင်းဆောင်ရွက်တဲ့ဟာတွေကိုဖော်ဆောင်မှသာလျှင်ငြိမ်းချမ်းရေးရမှာပါအစွဲတွေရှိနေရင်တော့ငြိမ်းချမ်းရေးကတော်တော်လေးလှမ်းဝေးနေမှာဖြစ်ပါတယ်ဒါပေမဲ့အခုတော့နိုင်ငံတော်အစိုးရအနေနဲ့ငြိမ်းချမ်းရေးကိုတော်တော်လေးညှိနှိုင်းပြီးတော့ဖြေလျှော့ပြီးတော့လှုပ်ထားတာတွေလည်းအများကြီးတွေ့ရပါတယ်ဒါလည်းကောင်းပါတယ်လက်နက်ကိုင်ဖွဲ့စည်းတွေကသူတို့ဒေသသူတို့နယ်မြေအတွက်သဘောပေါက်လာပြီဆိုရင်သူတို့လည်းလွတ်တော်လည်းဝင်ရွေးလိုက်ပေါ့ဝင်ရွေးလိုက်ပြီးတော့သူတို့ဒေသမှာသူတို့ဖွံ့ဖြိုးတိုးတက်အောင်သူတို့ဒေသရဲ့လူမျိုးတွေလိုအပ်ချက်တွေကိုသူတို့လုပ်ပေးရင်ပြည်သူကသူတို့လက်ခံလာမှာပဲလေလက်ခံလာတဲ့အခါမှာငြိမ်းချမ်းသွားလေပိုကောင်းလေပေါ့ကျွန်တော်အဲ့လိုမြင်ပါတယ်အဲ့ဒါဆိုတော့ဒီမှာကျွန်တော်နောက်ထပ်မိကုန်းထပ်တစ်ခုပေါ်လာပါတယ်အခုလောလောဆယ်မှာတော့ဘယ်လိုပဲပြောပေါ့နိုင်ငံသည်တည်ငြိမ်အေးချမ်းမှုနည်းနည်းလေးအားနည်းနေတဲ့အတွက်ကြောင့်
ပြည်သူလူထုအနေနဲ့လည်းခုနစီးပွားရေးဆိုင်ရာအခက်အခဲလူမှုရေးဆိုင်ရာအခက်အခဲတွေပေါ့လေကြုံတွေ့နေရတာရှိပါတယ်အဲ့တော့အဲ့ဒါတွေအတက်ပတ်သက်လို့ကောဆရာဦးခင်ဝေရဲ့အမြင်လေးသိပြရစီခင်ဗျနိုင်ငံငင်းချမ်းနေရင်တော့ပြည်သူလူထုကဟိုပါပေါ့ကြီးလန့်စာမဖြစ်တော့ဘူးပေါ့မဖြစ်တော့တဲ့အခါကျမှကျွန်တော်တို့ကပြည်သူလူထုရဲ့ဥမာဟိုလမ်းမဆက်သွေးကောင်းမှပြည်သူလူထုကလည်းဟာလာသူတို့ရဲ့စောင်းနေတွေရောင်းဝယ်ဖောက်ကားရေးတွေဒါတွေသူတို့အဆင်ပြေလာမှာလေအဲ့လိုမဟုတ်ဘဲနဲ့ကြီးလန့်စာနဲ့ငါဒီခီးကိုတွိုင်းတစ်ခုများဖြစ်မလားဆိုတဲ့ရင်ထဲမှာခံစားချက်တွေရှိနေကျွန်တော်တို့ပြည်သူလူထုကအဆင်မပြေဘူးအဲ့တော့အဆင်ပြေအောင်လို့ငင်းချမ်းရေးဦးစားပေးပြီးတော့ဒါအစိုးရလည်းလုပ်နေတယ်တစ်ဖက်ကလက်နက်ကင်ဖွဲ့စည်းတွေအနေနဲ့လည်းနားလေသဘောပေါက်ပြီးတော့အစိုးရနဲ့ပူးပေါင်းပြည်သူနဲ့ပူးပေါင်းပြီးတော့နောက်ဆုံးသူတို့နေမြေတွေအေးချမ်းအောင်လုပ်လိုက်ရင်တော့အားလုံးကဒါကြိုးစိုးကြမှာပဲလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဒီမြင်တော့လည်းနည်းနည်းလေးထူးခြားတယ်ပေါ့နော်ဒါလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ထပ်မိကုန်းတစ်ခုထပ်ပေါ်လာတာကတော့ကျွန်တော်တို့ဟိုဘယ်လိုပဲပြောပေါ့အခုလောလောဆယ်မှာဒီလက်ရှိဖြစ်ပက်ခဲ့တဲ့ပြည်ပခအခြေအနေတွေကြောင့်ဒီတိုင်းသားလူမျိုးစုတွေကြားမှာပဲဖြစ်စေအစုဖွဲ့တွေကြားမှာပဲဖြစ်စေနည်းနည်းကြီးသဘောထားမညီမျှမှုသဘောထားကွဲလွဲမှုနဲ့ဟိုဆက်ဆံရေးဆိုင်ရာအကြောင်းလေးတွေပေါ်လာခဲ့တယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်အဲ့ဒါတွေနဲ့ပတ်သက်လို့ကောဘယ်လိုများပြုပြင်ဆောင်ရွက်ရင်ကောင်းမယ်လို့ဆရာထင်မြင်ပါလဲခင်ဗျအဲ့ဒီအကြောင်းတွေကတော့ကျွန်တော်တို့ကတိုင်းသားလူမျိုး135မျိုးရှိတဲ့ခါကြတော့လေလူမျိုးကြီး10မျိုးထဲမှာဒီလိုပေါ့လက်နဲ့ကင်လမ်းစဉ်မရှိတဲ့လူမျိုးတွေလည်းရှိတယ်လက်နဲ့ကင်လမ်းစဉ်ကိုကင်ဆွဲနေတဲ့လူမျိုးတွေလည်းရှိတယ်ကျွန်တော်ဆိုရင်ကျွန်တော်ကမွန်မျိုးနွယ်စုထဲမှာပါတယ်ကျွန်တော်တို့အဖေအမေတွေကမွန်နေအဲ့ဒီမွန်လူမျိုးဒီအဖွဲ့တွေကိုကျွန်တော်ဆွေးနွေးကြည့်တဲ့ခါကျတော့သူတို့တွေကလည်းဥပမာပေါ့ကျွန်တော်တို့မွန်ထဲမှာဆိုရင်တော့ဦးနိုင်ထင်တို့ဘာလို့ဆိုရင်ဒါမွန်ကောင်းဆောင်တွေပေါ့အခုတော့မရှိကြတော့သူတို့ကတော့အစိုးရနဲ့အခု NCA လက်မှတ်ထိုးထားတဲ့ကိစ္စတွေကိုသူတို့အကုန်လုံးလိုက်နာပြီးတော့ဆောင်ရွက်နေတာကိုတွေ့ရတယ်တချို့လည်းလိုက်နာဆောင်ရွက်တဲ့တခြားတိုင်းရင်းသားအဖွဲ့တွေလည်းတွေ့ရတယ်သဘောထားတင်းမာတဲ့အဖွဲ့တွေကတော့နည်းနည်းနော်ဆိုရရဲ့ NCA ထိုးထားတဲ့ပုံမှာမလိုက်နာတာတွေလည်းရှိတယ်ဟိုဒီညှိနှိုင်းချက်ကိုဖောက်ဖျက်တဲ့လူတွေလည်းရှိတယ်ကျွန်တော်ပြည့်စည်ချင်တာတော့တနိုင်ငံလုံးစူးကြုံနေမြင့်မရှိပေါ့အကုန်လုံးဒီငញ្ញမ်းရဲ့သဘောတူထားတဲ့အချက်တွေကိုအစိုးရနဲ့ရောပြည်သူနဲ့ရောပူးပေါင်းပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်နိုင်ငံကြီးတနိုင်ငံလုံးအေးချမ်းသွားရင်ကျွန်တော်ပြည်သူတွေအားလုံးရုံရချမ်းမြေ့နိုင်တာပေါ့ဒါလေးကိုကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့လေတော်တော်များများကတော့ဒီကျွန်တော်တို့ဒီ2021အာဏာထိန်းခဲ့ရပြီးတဲ့အာဏာထိန်းဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတဲ့အချိန်မှာတချို့သောဒါဆန့်ကျင်မဲ့အင်အားစုတွေကရွေးကောက်ပွဲနဲ့ပတ်သက်လို့မျိုးစုံသောသဘောထားမှတ်ချက်တွေရှိနေကြပါတယ်တချို့သောသူတို့ရဲ့လှုံ့ဆော်မှုတွေကြောင့်လည်းတချို့ပြည်သူတွေကြားထဲမှာမဲထည့်မယ်မဲမထည့်ဘူးဆိုတဲ့ဒုရဖြစ်မှုတွေအများကြီးပေါ့လေအဲ့ဒါနဲ့ပတ်သက်လို့ကောဆရာရဲ့သဘောထားအမြင်ဘယ်လိုရှိပါလဲခင်ဗျာကျွန်တော်တို့ဒီအာဏာထိန်းပြီးတဲ့နောက်ပိုင်းမှာတပ်မတော်အစိုးရကတပ်မတော်အစိုးရလို့ပြောပါတော့ဒါကျွန်တော်တို့တပ်မတော်အစိုးရကရွေးကောက်ပွဲကိုလုပ်ပေးမယ်ဒီမိုကရေစီကိုလိုချင်စစ်မှန်တဲ့ရွေးကောက်ပွဲကိုလုပ်ပေးမှဒီမိုကရေစီနိုင်ငံဖြစ်မှာလေအဲ့တော့အဲ့လိုလုပ်ပေးမယ်လို့ပြောတဲ့အချိန်မှာတချို့သဘောထားတင်းမာတဲ့အဖွဲ့တွေရှိတယ်စန့်ကျင်ဘက်ဖွဲ့စည်းတွေလည်းရှိတယ်သူတို့တွေကတော့စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးကွာအလကားသူတို့လှုပ်ချင်သူတို့လှုပ်ပြီးတော့သူတို့ဟလာအနိုင်ရအောင်လှုပ်သွားမှာပါကွာလို့ပြောနေတဲ့လူတွေလည်းရှိတယ်အဲ့တော့ဆိုလိုရင်းကတော့လူတွေရဲ့ယုံကြည်မှုပေါ်မှာကျွန်တော်တို့လှုပ်ဆောင်မှုကတက်တည်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကျွန်တော်မြန်မာလူမျိုးကျွန်တော်တိုင်းသားတွေကလည်းဟိုယုံလွယ်တဲ့သဘောမျိုးရှိတာကြီးလည်းရှိတယ်အဲ့တော့ယုံလွယ်တဲ့အခါကျတော့သူတို့ပြောလိုက်ရင်အဟုတ်ပဲလို့အဲ့လိုပဲယုံရတယ်လူတွေရှိတယ်အဲ့တော့တကယ်ရွေးကောက်ပွဲလုပ်ပေးတဲ့အခါကျတော့ကျွန်တော်အခုမဲပေးတဲ့စနစ်ပေါ့ကျွန်တော်ကိုယ်တိုင်မဲအစမ်းပေးတာကိုလာပြီးလာပါဟလာကျွန်တော်နံပါတ်ကျွန်တော်ဟလာမဲဆန္ဒရှင်စင်းအမှတ်298ဥခင်ဝေလာပါကျွန်တော်သွားတယ်နှိပ်တယ်ကျွန်တော်ပါတီတစ်ခုကိုကျွန်တော်နှိပ်လိုက်တယ်ကျွန်တော်ဒူဝင်းသီးကြိုက်တော့ဒူဝင်းသီးပါတီကိုနှိပ်လိုက်တယ်ထွက်လာတယ်ဒူဝင်းသီးပါတီကျွန်တော်နှိပ်လိုက်ပြီးဟိုဘက်မှာသူ့ဟာသူအကောင့်ထဲကသူ့ဟာတွက်သွားမှာအဲ့လိုမျိုးလေးကျွန်တော်လှုပ်ကြည့်ပြီးတော့တစ်ခါနှိပ်ရင်လည်းမပြီးဘူးနောက်တစ်ခါဆရာနှိပ်ကြည့်ခြင်းသေးလားလို့လာမေးတယ်နှိပ်ကြည့်ခြင်းတယ်နောက်တစ်ခုနှိပ်လိုက်တယ်ဒီဘက်ထွက်လာအဲ့တော့ဒီဆက်ဒီအမှန်တကယ်တော့ဟိုမဲလိန်လို့မရတကယ်မှန်မှန်ကန်ကန်လုပ်တဲ့ဆက်ပေါ့ဒါပေမဲ့တခြား
ဆန့်ကျင်ဘက်ဖွဲ့စည်းတယ်လကားပါကွာဒီဆက်ကလည်းလိန်နေတယ်နောက်ဆုံးဟိုမှာအကောင့်တွေကိုနှိပ်လိုက်ရင်သူတို့လိုချင်တဲ့မဲဟိုမှာထွက်သွားမှာပါတော့ဘာလို့ပြောနေတာရှိတယ်အဲ့ဒီလူတွေကတကယ်တမ်းကျတော့လာမနှိပ်ကြဘူးထုံနည်းလူစွာပဲကျွန်တော်သုံးသက်ကြည့်တာဟုတ်2010 2015 2020အဲ့ဒီ3ခုစလုံးမှာမဲလာမပေးတဲ့လူတွေယနေ့တိရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့ကဘာကြောင့်မဲမပေးလဲချုပ်လဲကျွန်တော်ဆွေးနွေးကြည့်တာပဲမင်း3ကတော့မပေးတာပေါ့မင်းဘာကြောင့်ဘယ်သူမှမယုံလို့ဒါပြင်ကျွန်တော်မေးလိုက်တယ်ခမောက်ကိုယုံလားလို့ကျွန်တော်မေးလို့အဲ့လိုကျွန်တော်ရွက်ပြီးဖြေတယ်ကျွန်တော်လည်းကိုမယုံနဲ့အဲ့ဒါမျိုးတွေကျွန်တော်တွေ့ရပါတယ်အဲ့တော့တချို့လည်းအဲ့လိုပေါ့မြို့ကောက်ပွဲမဝင်ရတဲ့ပါတီကလူတွေကြတော့လေကိုလိုကလန့်နေပြောတာပေါ့ပြောတော့ကျွန်တော်တို့ကတော့နှစ်သိမ့်ပါတယ်ကျွန်တော်ဒီယနေ့တတိပုဂ္ဂလဝင်ပြိုင်နေဆိုရင်လည်းကိုဒေတာကလူမျိုးတွေအတွက်နော်ကျွန်တော်ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့သူတို့အခက်အခဲတွေဖြေရှင်းပေးခြင်းနဲ့သူတို့နဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ကျွန်တော်ကအဲ့ဒီမြို့နယ်မှာလူတသိန်းကျော်ရေတောက်ရအောင်ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတွေ့ပေးခဲ့တဲ့တာရကရှိပါတယ်လူပေါင်းတော်တော်များများလမ်းလျှောက်နိုင်အောင်လမ်းပေါင်း100ကျော်200လောက်ကိုကျွန်တော်ဥဆောင်ပြီးတော့ခင်းပေးခဲ့တယ်နောက်တစ်ခါစေမကုသနိုင်တဲ့လူတွေကိုလူပေါင်း9000ကျော်လောက်ကိုအခမဲ့ကျွန်တော်ကုသပေးခဲ့တယ်နောက်အဲ့လိုနာရီမချနိုင်တဲ့လူတွေကိုလည်းကျွန်တော်တို့နာရီကားထူထောင်ပြီးတော့လှုပ်ပေးခဲ့တဲ့တာရကတွေရှိပါတယ်ထုံနည်းစွာပဲနာဂစ်မှာပြိုသွားတဲ့အကြောင်းတွေကိုအဲ့တော့သမရာကြီးဦးသိန်းစိန်ပေါ့အဲ့တော့ဦးသိန်းစိန်သမရာမဖြစ်ခင်နာဂစ်တိုက်တော့နာဂစ်မှာကျွန်တော်တို့မြို့နယ်အကြောင်း3ကျောင်းပြိုသွားတာဘုံဘုံကိုလဲပြီးပြိုသွားအဲ့3ကျောင်းကိုကျွန်တော်အဲ့တော့အတွင်းမှုတစ်ဖြစ်တဲ့ဦးသိန်းစိန်ကိုတင်ပြပြီးတော့ဦးသိန်းစိန်ကကွင်းစင်းကြည့်ပြီးတော့ကျွန်တော်3ကျောင်းလုံးကိုဆောက်ပေးသွားတာဒါပြည်သူလူထုအတွက်လိုအပ်ချက်တွေပဲလေအဲ့လိုအပ်ချက်တွေကိုကျွန်တော်လုပ်ပေးခဲ့တဲ့တာရကရှိတဲ့အတွက်ပုံမှန်လင်းပြောရင်အာနာထိန်စထိန်လိုက်တဲ့အချိန်မှာဘိုလ်လူတွေကိုလိုက်တပ်ပြီးကြိုင်မျိုးတွေတပ်ရကဘယ်လိုကရောက်ွယ်အုပ်ကြီးတွေအသက်ခံရတာရှိကျွန်တော်မြို့နယ်မှာမဖြစ်ဘူးကျွန်တော်ဘယ်သူမှလည်းလာမလုပ်ဘူးကျွန်တော်ပြီးကြိုင်မျိုးပဲလေအဲ့တော့အဲ့ကျွန်တော်လာမလုပ်ဘူးလာမလုပ်တဲ့တော့ကျွန်တော်အေးဆေးပဲနေတယ်အဲ့တော့လူတွေကလည်းကိုယ်ရံမရှာဘူးအဲ့ဒါတွေကဘာနဲ့ပတ်သက်လဲဆိုတော့ကျွန်တော်သူတို့အကျိုးပြုခဲ့တဲ့အကျိုးပြုလုပ်ငန်းတွေနဲ့ပဲပတ်သက်ပါတယ်အဲ့အတွက်ကျွန်တော်ဖြစ်တခြားလူဖြစ်နိုင်ငံအကျိုးစီးပွားပဲဖြစ်ပြည်သူလူထုကိုကောင်းရာကောင်းမွန်လုပ်ပေးခဲ့ရင်တော့ပြည်သူတွေကရံမပြုတ်ပါဘူးသူတို့စိတ်ထဲမှာလည်းရံပြုတ်ဖို့စိတ်ဓာတ်မရှိပါဘူးအဲ့လိုလေးကျွန်တော်မြင်ပါတယ်ဆရာဟုတ်ကဲ့ဒီအဖြေအတွက်လည်းတော်တော်လေးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်မေးခွန်း2ခုလောက်ပဲထပ်ပြီးတော့မေးပါမယ်နောက်မေးခွန်းတစ်ခုကတော့အခုဘယ်လိုပဲပြောကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လဲရှောက်လှမ်းနေပြီဖြစ်တဲ့အတွက်ကြောင့်အရေးချင်းပြေဝသောနိုင်ငံရေးသမားတွေလည်းကျွန်တော်တို့ကလိုအပ်လာတာဖြစ်ပါတယ်အဲ့တော့အရေးချင်းပြေဝသောနိုင်ငံရေးသမားတယောက်အတွက်ဘာတွေလိုအပ်မလဲဆိုတဲ့အချက်3ချက်လောက်ဆရာရှင်းပြပေးပါလားခင်ဗျအရေးချင်းပြေဝတဲ့နိုင်ငံရေးသမားတွေဆိုတာတော့နိုင်ငံနဲ့လူမျိုးတွေအသိအမြင်ရှိရမယ်ရှင်းလုပ်ငန်းတွေကိုကောင်းတဲ့ပေါ်တဲ့အခါမှာအမြင်ရှိရမယ်အသိရှိရမယ်ဆိုရင်ကျွန်တော်စကားရကတရားဆိုလိုပါတယ်နောက်တစ်ခုကနိုင်ငံရဲ့အနေအထားကျွန်တော်တို့နိုင်ငံနဲ့တခြားနိုင်ငံနဲ့အနေအထားနိုင်ငံတကာရဲ့အနေအထားတွေကိုလည်းကျွန်တော်တို့ကနိုင်ငံရေးသမားတယောက်အနေနဲ့နိုင်ငံတကာရဲ့အနေအထားကိုလည်းအားလုံးကျွန်တော်သိထားရမှာပေါ့နော်သိထားရမယ်ဆိုတော့ဥမာအမေရိကန်ကဘယ်လိုရုရှားကဘယ်လိုတရုတ်ကဘယ်လိုကျွန်တော်နိုင်ငံရဲ့ပတ်ဝန်းကျင်မှာဟာလာကျွန်တော်နဲ့အိန္ဒိယနိုင်ငံတွေရှိတယ်ဒီအိန္ဒိယနိုင်ငံတွေကကျွန်တော်တို့ထက်လူဦးရေများတဲ့နိုင်ငံတွေလည်းအများကြီးပဲလူဦးရေနည်းတဲ့နိုင်ငံဆိုတော့နည်းနည်းလေးပဲရှိတာအဲ့လူဦးရေများတဲ့နိုင်ငံတွေကကျွန်တော်တို့ကနိုင်ငံရေးအသိမြင်မရှိလို့ international politics ကိုနားမလည်လို့ရှိရင်ကျွန်တော်နိုင်ငံတပားကြုံအဖြစ်မခံနိုင်ဘူးအဲ့အတွက်နိုင်ငံရေးအသိမြင်လည်းရှိရမယ်ဟလာကျွန်တော်တို့နိုင်ငံတကာရဲ့အသိမြင်လည်းရှိရမယ်ပြီးတဲ့အခါမှာပြည်သူလူထုပေါ်ကိုထားမဲ့နော်လူမျိုးရေးအသိမြင်လည်းကျွန်တော်ရှိဖို့လိုတယ်လို့ကျွန်တော်တင်ပြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒါကတော့နောက်ဆုံးမေးခွန်းပါအဲ့တော့လာမယ့်အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့မဲဆန္ဒရှင်ပြည်သူလူထုအတွက်ကောတိုင်းပြည်အတွက်ကောပေါ့စိတ်ထဲမှာရည်မှန်းထားတဲ့ရည်မှန်းချက်ရည်ရွယ်ချက်လေးရှိရင်ရှင်းပြပေးပါခင်ဗျကျွန်တော်ကတော့ဒါကတော့ဝဲပင်လို့ခေါ်တာပေါ့နော်ကျွန်တော်လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ဝင်ပြိုင်လို့တကယ်လို့နိုင်သွားခဲ့ရင်ကျွန်တော်မြို့နယ်မှာလွတ်တော်ကိုယ်စားလှယ်ရုံးကျွန်တော်ဖွင့်လိုက်မယ်
ဖွင့်လိုက်ပြီးတော့အဲ့ယုံမှာယုံထိုင်ပြီးတော့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့လာတင်ပြကြတာရှိတယ်ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်းကျွန်တော်အကုန်လုံးဒါလေ့လာကြည့်တာလာတင်ပြရင်လုတ်ပေးနိုင်တာလည်းရှိတယ်မလုတ်ပေးနိုင်တာလည်းရှိတယ်ဒါပေမဲ့လုတ်ပေးနိုင်တာကများတယ်မလုတ်ပေးနိုင်တာတော့နည်းပါတယ်များသောအားဖြင့်ဌာနဆိုင်ရာအနေနဲ့ကျွန်တော်တို့လုပ်ရတဲ့ကိစ္စတွေလည်းရှိတယ်ပြည်သူလူထုကလာတင်ပြတာသူတို့ကိုယ်ရေးကိစ္စနည်းတယ်ဌာနဆိုင်ရာတွေနဲ့သူတို့နဲ့အစင်မပြေတာတွေပဲလာတင်ပြကြဌာနဆိုင်ရာဆိုတာလေသူတို့ရဲ့လုံထုံးလုံနည်းတွေဥပဒေနည်းဥပဒေတွေရှိတယ်ဒါတွေကိုကြော်လွန်ပြီးလုံးလို့မရတာတွေလည်းရှိတယ်အဲ့လိုလုံးလို့မရတာတွေကိုကျွန်တော်တို့ကလုံးလို့ရအောင်ဘယ်လိုလုပ်သွားမလဲဆိုတာကိုညှိနှိုင်းဖြေရှင်းပြီးတော့ဒါဆောင်ရွက်သွားဖို့ကျွန်တော်အနာဂတ်မှာရည်ရွယ်ထားတာတစ်အချက်ပေါ့နေ့ချက်ကတော့ကျွန်တော်တို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားရင်လွှတ်တော်ထဲသွားတက်ရမှာပဲလေတဲတဲ့အခါကျရင်အဲ့လွှတ်တော်ထဲမှာသူတို့ဥဆောင်ကော်မတီတွေဖွဲ့တဲ့အခါမှာအဲ့ဒီဥဆောင်ကော်မတီတွေကပေးရတဲ့တာဝန်တွေကိုဘယ်လောက်တာဝန်ကြီးကြီးသေးသေးနိုင်ငံနဲ့လူမျိုးတွေကျွန်တော်လုပ်သွားမယ်လို့ကျွန်တော်ရည်ရွယ်ပြီးတော့လုပ်ချင်းဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုလာရောက်ဖြည့်ချပေးတဲ့အတွက်ဆရာဦးခင်ဝေကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဝင်သူတို့ရဲ့အတန်အစီအစဉ်ကိုတော့ဒီမှာပဲရပ်နာခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်